မျိုးသမီးကလေရင်မဲကိုနွားနို့နည်းနည်းထည့်ပေးဖို့တောင်းဆိုလိုက်တဲ့အချိန်မှာဖန်ခွက်ပေါ်က help me ကျမကိုကူညီပါဆိုတဲ့အကူအညီတောင်းစာသားလေးကဖြည်းဖြည်းချင်းပေါ်လာခဲ့ပါတယ်သူမဟာတုံတုံရင်ရင်နဲ့ဖန်ခွက်ကိုတမင်တက်တက်မြောက်ပြခဲ့ပေမဲ့လေရင်မဲကတော့သတိမထားမိခဲ့ပါဘူးအိပ်ပျော်နေတဲ့ရီးစားဖြစ်သူကိုပဲနှုတ်မိသွားတဲ့အတွက်ရီးစားဖြစ်သူကသူမကိုငြိမ်ငြိမ်နေဖို့နဲ့ထပ်ပြီးစူညံနေရင်မိထိုးချိတ်ပြစ်မယ်လို့ချိန်ချောက်လိုက်တဲ့အတွက်သူမဟာအကူအညီတောင်းတဲ့ခလုတ်ကိုထပ်နှိပ်လိုက်ပြန်ရရီးစားဖြစ်သူကဘာတွေလုပ်နေတာလဲလို့လှမ်းမေးတဲ့အခါခရင်လိုချင်လို့ပါလို့စင်ကြေပေးခဲ့ပါတယ်ရီးစားဖြစ်သူကသူမရဲ့မေးစိတ်ကိုကင်ပြီးလုံမလာဖို့သတိပေးနေတော့လေရင်မဲရောက်လာခဲ့ပြီးခရင်ရပါပြီလို့ပြောတဲ့အချိန်မှာပဲလေရင်မဲဟာဖန်ခွက်ပေါ်ကအကူအညီတောင်းတဲ့အချက်ပြမှာသူ့ကိုနောက်ဆုံးမှာတော့သတိပြုမိသွားခဲ့ပါတယ်ရီးစားဖြစ်သူကတော့လူကြားထဲမှာအချစ်ပြခြင်းတဲ့အတွက်အမျိုးသမီးကိုနှမ်းပြလိုက်ပြီးလေရင်မဲကတော့ဖန်ခွက်ကိုယူကာလှည့်ထွက်သွားခဲ့ပါတယ်ရီးစားဖြစ်သူကအမျိုးသမီးကိုကြွယ်ရမှာထပ်ပြီးချင်းချောက်နေခဲ့ပေမဲ့ခဏအကြာမှာလေရင်မဲပြန်ရောက်လာပြီးဒီထိုင်ကုန်မှာဘေးကင်းလုံခြုံရေးပြဿနာရှိလို့နေရာအရေးပေါ်ပြောင်းရွှေ့ပေးရမယ်လို့အကြောင်းကြားခဲ့ပါတယ်ရီးစားဖြစ်သူကသူမပဲသွားသူပါလိုက်မယ်လို့ဆိုပြောပေမဲ့လေရင်မဲကအမျိုးသမီးတွေကိုဦးစားပေးရပါမယ်လို့ပြဟော်ဘီကန့်ကွက်ခဲ့ပါတယ်အစီအစဉ်အောင်မြင်တော့မယ်အထင်မှာရီးစားဖြစ်သူကအမျိုးသမီးရဲ့ပကုံးကိုဖက်ကသူမနဲ့တစ်စက္ကန့်လေးတောင်မခွဲနိုင်ဘူးလို့ထပ်မံအတင်းကျပ်ပြောဆိုလာတဲ့အတွက်လေရင်မဲကအမျိုးသမီးကိုနေရာချပေးပြီးတာနဲ့သူ့ကိုပါချက်ချင်းလာရွှေ့ပေးပါမယ်လို့ကတိပေးမှပဲရီးစားဖြစ်သူကမတက်တာပဲခွင့်ပြုလိုက်ပြီးငါ့ကိုစိတ်ပြတ်အောင်မလုပ်နဲ့နော်လို့မှားလိုက်ပါတော့တယ်လေရင်မဲကအမျိုးသမီးကိုနောက်ဖက်ကထိုင်ကုန်အလွတ်စီခေါ်သွားပြီးခပ်ပတ်ပေးရင်ဘာဖြစ်တာလဲလို့မေးမြန်းတဲ့အခါအမျိုးသမီးကအကြည်လက်အင်ကြီးကိုလှန်ပြပြီးအကူအညီတောင်းခဲ့ပါတယ်သူမရဲ့လက်မောင်းတစ်ခုလုံးမှာထင်ကျန်နေတဲ့နှိပ်စက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေကိုမြင်လိုက်ရတဲ့လေရင်မဲဟာအယမ်းပဲတုန်လှုပ်သွားပြီးသူမရဲ့အခြေအနေကိုချက်ချင်းနားလည်သွားကဒီတနာစရာကောင်းတဲ့အမျိုးသမီးကိုကဲတင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးဝန်ထမ်းနားနေခန်းထဲကိုတိတ်တဆိတ်ခေါ်သွားခဲ့ပါတယ်တစ်ဖက်မှာတော့စိတ်မရှိတော့တဲ့ရီးစားဖြစ်သူကအမျိုးသမီးကိုလိုက်ရှာဖို့ထလာခဲ့ပေမဲ့လမ်းမှာလေရင်မောင်ကရထားတွန်းလဲနဲ့တမင်တက်တက်လမ်းပိတ်ပြီးအချိန်ဆွဲပေးထားခဲ့ပါတယ်ရီးစားဖြစ်သူကလိုက်ရှာရင်းလမ်းမှာကောင်းကြီးခြုံထားတဲ့သူတယောက်ကိုအမျိုးသမီးအမတ်နဲ့အင်ဂျီအုပ်ထုပ်ကိုဆွဲလန်လိုက်ပေမဲ့တခြားအမျိုးသားခီးတဲ့တယောက်ဖြစ်နေခဲ့ပါတယ်သူဟာလက်မလျှော့ပဲနောက်ဆုံးဝန်ထမ်းနားနေခန်းထိလိုက်ရှာခဲ့ပြီးဘာမှမတွေ့ပဲပြန်လှည့်မှာလက်ကောက်ချင်းတူပြီးကောင်းကြီးခြုံထားတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရလို့မင်းငါစီကပုံနေတာလားတစ်ခါတော့နန်းရင်ခွင့်လွှတ်ပေးမယ်လို့ပြောပြီးဝန်ထမ်းနားနေခန်းထဲကိုအတင်းဆွဲခေါ်ကပညာပေးဖို့အုပ်ထုပ်ကိုလှမ်းလိုက်တဲ့အချိန်မှာတော့လေရင်မဲဖြစ်နေခဲ့ပြီးလေရင်မောင်ကပါသူ့ကိုအနောက်ကနေအမိဖမ်းထိမ့်သိမ့်လိုက်ပါတော့တယ်သူတို့နှစ်ယောက်ဟာနားနေခန်းထဲမှာအင်ဂျီနဲ့လက်ကောက်တွေကိုအချင်းချင်းလဲဝစ်ဆင်ခဲ့ကြတာဖြစ်ပြီးတကယ်အမျိုးသမီးကတော့လေရင်မောင်ရဲ့ယထာတွန်းလဲထဲမှာပုံအောင်ပြီးလွတ်မြောက်သွားခဲ့တာဖြစ်လို့နောက်ဆုံးမှာတော့အမျိုးသမီးလေးဟာလွတ်လပ်ခွင့်ကိုပြန်လည်ရရှိသွားခဲ့ပါတော့တယ်